Hello Benglaba. Holage Nulege Halage Guareno, Hosola Sagore, Union electrician and non-union electrician, Bay electrician got person Puyales or Union out of person Puyaravano. The two union position is a Yango, Loga, Lueco Bido, ACC Lower Havano. Non-union electrician is the Nego, a low popin bane, benefit Nedavano. Tagaro, Union, non-union. US မှာ electrician ရောက်နေနဲ့လာစားဘလောက်ရလဲဆိုတာကိုတော့တချို့ကလည်းသိချင်ကြအောင်ပေါ့နော်ပထမနေ့ electrician တယောက်နဲ့ဘလောက်မြို့မှန်းရမလဲဆိုလို့ရှိရင်လာစားကတော့ကိုနေတဲ့ပြည်နယ်ပေါ်မူတည်ပါတယ်သဘောအဖြစ် North Carolina နဲ့ California မှာရှိတဲ့ electrician တွေရဲ့ဝင်ငွေကမတူကြဘူးပေါ့နော် North Carolina မှာ electrician တယောက်ကတနာရီ30လို့သတ်မှတ်လို့ရှိရင် California မှာ electrician တယောက်ကအနည်းဆုံးတနာရီ50ပေါ့နော်ဒါကတော့ဥမာဖြစ်ပြရတာပေါ့နော်ပထမနေ့အလုပ်သင် electrician တယောက်အနေနဲ့လစာကတော့အနည်းဆုံး4000ရရှိမှာဖြစ်ပါတယ်တနေ့ကိုပေါ့နော် register လုပ်ရတဲ့ apprentice တယောက်အဆိုရင်လစာက6လတစ်ခါကိုအမြဲတိုးသွားမှာဖြစ်ပါတယ်4နှစ်မပြည့်မချင်းပေါ့နော်ကို license မရမချင်းလစာကတိုးသွားမယ် license ရတော့လို့ရှိရင်ကိုယ့်ရဲ့အလုပ်သက်နဲ့ကိုယ့်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့လစာအနည်းများကွာသွားမှာပေါ့နော် license ရ electrician တယောက်အနေနဲ့လစာကအနည်းဆုံး6000ခွဲကနေပြီးတော့တသိန်းကြားမှာရရှိမှာဖြစ်ပါတယ်။ဒီနေ့ကိုနော်။ဒါကရိုးရိုး license electrician တွေပါ။ကဲလို့ကိုက utility company တွေမှာလုပ်တဲ့ electrician တွေကြလာစားပို့တော့ရတာဖြစ်ပါတယ်။အများအဖြစ် utility company တွေမှာကြတော့ union IBW electrician တွေဖြစ်ကြပါတယ်။ဒီ company electrician တွေကြတော့လာစားကအနည်းဆုံးတသိန်းခွဲတသိန်း9000အထိရရှိမှာဖြစ်ပါတယ်။ဒါအခုကျွန်တော်ပြောလာစားကဒါအခြေခံလာစားကိုပြောတာပါ overtime တွေပါမပါပါဘူးတချို့ overtime တွေပါမယ်ဆိုရင်အသိန်းခွဲထိဝင်ဝင်ရရှိကြပါတယ်ကိုကကိုပိုင်ကုမ္ပဏီတစ်ခုကိုထောင်ပြီးတော့ကိုလုပ်ငန်းနဲ့ကိုလုပ်မယ်ဆိုတော့လာစားကအတားထက်ပို့ပြီးတော့များများရရှိမှာဖြစ်ပါတယ်ကုမ္ပဏီကြီးခုကိုဖွင့်နိုင်လက်ခက်မယ်ဆိုရင်တော့တနေ့ကိုမီလီယံနဲ့အထိရရှိမှာဖြစ်ပါတယ်ဒီနိုင်ငံမှာရောက်လာပြီးတော့ electrical ဘိုင်းဆိုင်ရာအတွေ့အကြုံရှိတဲ့လူတွေ electrical နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ခဲ့မှုတဲ့လူတွေကိုပြောချင်တာကတော့ဒီနိုင်ငံမှာ high school လက်မှတ်ဒါမှမဟုတ်လည်း GED ပေါ့နော်လက်မှတ်ယူပါကျောင်းတက်ပါ electrician တယောက်အနေနဲ့အသက်မွေးကြောင်းလုပ်လို့ရှိရင်ပေါ့နော်လစာကအကောင်းစားမဟုတ်ပေမဲ့တက်တာနဲ့အသက်မွေးကြောင်းပြုနိုင်တယ်လို့ပြောပြချင်တာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်